အော်ချုံလာဆိုင်ကွာလေးဆိုင်အားလုံးပဲမင်္ဂလာပါခင်ဗျာမနေ့ကကြားရောက်လာတဲ့ကျွန်တော်ရဲ့မွေးနေ့လေးမှာကျွန်တော်ကရွာမှာမပြန်ဖြစ်တဲ့အတွက်အိမ်မှာကျွန်တော်ရဲ့မိသားစုတွေကျွန်တော်အတွက်မွေးနေ့အလူဖြစ်တဲ့မုတ်တီအလူလေးလူဖြစ်ခဲ့ပါတယ်ခင်ဗျာ